အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီကြောက်လေးကိုကျွန်တော်ထိုင်နေ39လမ်းနေမှာကျွန်တော်150နဲ့ဝယ်လိုက်တာဗျ150အငိမ့်နေတာကြောက်လေးရတော့ကျွန်တော်တို့ကြောက်လေးပြန်ကြည့်မှာပါဗျာဒါတော့ကျွန်တော်တို့ပတ်စံချီရဗျဒီကိုရီးယားလာရောက်ပေးတယ်ဗျဒါကျွန်တော်မှန်းသလောက်မြတ်ပါသေးတယ်ဆိုတော့ပုတ်ပေးတာပါဗျာဒီကိုရီးယားကျွန်တော်နဲ့တူကြောက်လေးတစ်ချက်ပြန်ကြည့်ကြည့်အောင်ဒီကြောက်လေးဗျကျွန်တော်ဒီကြောက်လေးအရေးသားလေးတော်တော်လေးဖြောင်းနေဗျကြောက်ကကျွန်တော်တို့ကွမ်ချက်ကတအားများပါကြကွမ်ချက်တွေရဲ့ဂျားတိုင်းမှာအနာလေးပါတယ်ဗျကျွန်တော်ငကိုသားကတော့အဲ့အနာလေးတွေကိုကျွန်တော်ဖြတ်မယ်ဗျအထက်ခံရတော့ကြောက်လေးသူ့ဟာနဲ့သူရှာမှာသူရတာကျွန်တော်ဝယ်လိုက်တာဗျကြောက်လေးဗျကွမ်ချက်ကတော်တော်လေးများတယ်ဗျကြောက်လိုင်းပေါက်လေးရတယ်ဖြောင်းနေဗျကြောက်အသားတန်းလေးနဲ့တော်တော်လေးရောက်တယ်ဗျအစီနဲ့ကောင်းတယ်ဗျဒါကျွန်တော်ကြောက်လေးတစ်ချက်ပြန်ကြည့်နေဖြတ်ဖို့ပါဗျာဖြတ်ဖို့ပြန်ကြည့်နေတာနဲ့အနာလေးကကျွန်တော်တို့ထင်တာထက်ပိုပြီးတော့များတာနဲ့ကျွန်တော်ဒီတိုင်းလေးပြန်တိုက်ခိုင်းလိုက်တာဗျဒီကြောက်လေးကိုဒီတိုင်းလေးပြန်တိုက်ခိုင်းလိုက်တာဗျဒီတိုင်းလေးပြန်တိုက်ခိုင်းတော့ကျတော့ကြောက်လေးကကျွန်တော်တို့မင်္ဂလာမြည်တယ်ဗျသူ့ဟာနဲ့သူတော့အမျက်ပါတယ်ဗျကျွန်တော်ပြန်တိုက်ခိုင်းနေတော့သူ့ဟာနဲ့သူအမျက်ပါတယ်ဗျမင်္ဂလာနဲ့မြည်အဲ့ဒါကျွန်တော်ပွဲသားစီးလာဗျသူကလည်းသူမင်္ဂလာမျိုးကြကျွန်တော်လည်းရှေ့ရတဲ့တိုင်မျိုးကဒီကြောင်လေးကိုကျွန်တော်လက်ကီးဖွင့်လိုက်တာဗျပြန်ရောင်းပလိုက်တာဗျကြောင်လေးမင်္ဂလာမျိုးဗျဒါကျွန်တော်တို့ဒါစီးလာပြီဗျဒါကျွန်တော်ပြသစ်ဆိုပြန်ကြည့်ရတာဗျဒီကာလာလေးဗျဒါကျွန်တော်နေထောင်ကြီးရဲ့ကာလာလေးဗျဒါလေးနဲ့မင်္ဂလာဖြစ်တယ်ဗျကျွန်တော်ဒီတိုင်းလေးပဲရောင်းလိုက်တာဗျမဖြတ်ဘဲနဲ့ကြောင်လေးတော်တော်လေးတော့အရေးသားလေးတော့ဖြောင်းနေဗျကျွန်တော်ဒီကဝဲလူနဲ့မြတ်ပါသေးလို့ဆူတောင်းပါတယ်ဗျာအားလုံးမင်္ဂလာပါကျွန်တော်နှုတ်ဆက်ပါတယ်ဗျာဒါလေးကိုကြည့်ချင်းအားလုံးဘုသူရရကြမယ်လို့ထင်ပါတယ်ဗျာ